ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်စကားလေးနည်းနည်းလောက်ပြောချင်လို့ပါခင်ဗျာဘာကိုပြောချင်လဲဆိုတော့ပေါ့နော်ဒီနေ့ကျွန်တော်14ရက်နေ့ပေါ့နော်14ရက်နေ့14ရက်နေ့တရက်လုံးလုံးကိုကျွန်တော်ကိုအလူရှင်များပေါ့နော်ခွင့်ပြုချက်ပေးပါလို့14ရက်နေ့မှာကျွန်တော်ပေါ့နော်ဒီဘရင်နောင်ဟိုပါပေါ့ဘရင်နောင်ဈေးကနေပြီးတော့မှာပေါ့နော်ရန်ကုန်ကပေါ့နော်ဘရင်နောင်ဈေးကဟိုပါပေါ့ဒီမဟာရာဂျာအဖွဲ့ပေါ့နော်မဟာရာဂျာအဖွဲ့ဒီမဟာရာဂျာအဖွဲ့ကနေပြီးတော့မှဒီနေ့ပုံကဲကိုလာပြီးတော့မှလှူဒန်းမှာဖြစ်ပါတယ်ခင်ဗျပုံကဲအတွက်ဆိုပြီးတော့လုံးဝပုံကဲမလုံနိုင်တဲ့လူတွေကိုသူတို့ကိုယ်တိုင်ကနေပြီးတော့မှပစ္စည်းတွေနဲ့ပေါ့နော်ဒါဒီဝါလီတော့ကလှူသလိုပဲသူတို့လာလှူမှာဖြစ်ပါတယ်ဆိုတော့အဲ့နေ့တရက်မှာကျွန်တော်အလူရှင်တွေရဲ့ဖုန်းကိုမကင်ပစ်တာပဲဖြစ်ဖြစ်ပြီးသွားလို့ရှိရင်အလူရှင်တွေရဲ့ဗီဒီယိုလေးတွေကိုမတင်ပစ်တာပဲဖြစ်ဖြစ်အဲ့ဒါလေးကိုကျွန်တော်နားလည်ပေးပါရိုက်တာတော့ရိုက်ပြစ်မယ်ဒီဗီဒီယိုတွေကတော့ရိုက်ပြစ်မယ်ကျွေးပြစ်မယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်ပါခြင်းလဲပါမှာမပါခြင်းလဲမပါဘူးပေါ့နော်မပါဘူးတော့များတယ်အဲ့ဗီဒီယိုတွေမှာတော့လေကျွန်တော်ကအဲ့နေ့တရက်လုံးလုံးကိုအချိန်ယူရမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒီတော့ကြောင့်မလို့အလူရှင်တွေကျွန်တော်ကိုဟိုဆက်တွေ့တဲ့အခါမှာဆက်တွေ့လို့မရဘူးဆိုရင်စိတ်မဆိုးပါနဲ့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကလည်းပေါ့နော်အရန်ဝမ်းသားတရားကောင်းတာတော့ဗာလဲဆိုရင်ကျွန်တော်ဒလကိုပူစားပြုပြီးတော့မှဒီနေ့ပေါ့နော်ဒါ14ရက်နေ့ကိုသူတို့ပစ္စည်းတွေလာလှူมาဖြစ်တယ်ပစ္စည်းလာလှူတဲ့အခါမှာဝမ်းသားတရားကတော့ဗာလဲဆိုလို့ရှိရင်ပေါ့နော်ဟိုပါပေါ့လုံးဝဒီဝါလီမလုံနိုင်တဲ့လူတွေကိုသူတို့ကိုယ်တိုင်ဆင်းပြီးတော့မှဒီဝါလီဆိုပြီးတော့မှလုတ်ပေးသွားတာလူအယောက်ပေါင်းပေါ့နော်အိမ်နောင်စုအယောက်300လောက်ရှိမှာပေါ့နော်ဒါဒီဝါလီတို့ကလှူတာအခုဆိုလို့ရှိရင်တော့ဒါအားလုံးပေါင်းကျွန်တော်ကိုကတ်ရိုက်ခိုင်းတာကဟိုဟာရှိတယ်60sorry 600ပေါ့နော်600ကတ်600ကိုရိုက်တယ်ကတ်600ရိုက်ပြီးတော့မှကျွန်တော်က300ယူတယ်ပြီးရင်ကျွန်တော်ဥကလေးကိုဟိုပါပေါ့နော်300ပေးလိုက်တယ်ပေါ့နော်300ပေးလိုက်တယ်ဆိုတော့ဒါဆိုလို့ရှိရင်ပုံကဲတဲ့ဒီနေ့ဒီဝါလီတဲ့ပုံကဲမှာပို့ပြီးတော့မှစုံတာဖြစ်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ရခဲ့တဲ့လူပဲဖြစ်ဖြစ်မရတဲ့လူပဲဖြစ်ဖြစ်ဆူတောင်းပေးကြပါဒီမဟာရာဂျာ group ကိုပေါ့နော်ဘရင်အောင်ဈေးရမဟာရာဂျာအဖွဲ့ကိုဆူတောင်းပေးကြပါလို့ကျွန်တော်ဘက်ကနေပြီးတော့မှပြောချင်ပါတယ်ခင်ဗျတခါတလေကြရင်ဗကြေးကုမာပဲဥဆောင်နေတယ်ဗကြေးကုမာပဲပေးနေတယ်ဆိုတာထက်ပေါ့နော်ဗကြေးကုမာကတော့လမ်းပဲပြပေးတာပါသူတို့ကတကယ်ဆင်းပြီးတော့မှသူတို့ကိုယ်တိုင်ပတ်စံအကုန်ခံပြီးလာပေးတာပါပေါ့နော်ကျွန်တော်ကိုပဲအထင်မကြီးပါနဲ့ကျွန်တော်ကဥဆောင်ပေးတာတကယ်တိုင်းဆိုရင်ပေါ့နော်ကျွန်တော်ဥဆောင်ပေးတာကျွန်တော်တို့ဒလားကိုလှုပ်ပေးနေတာသူတို့ကဗကြေးကုမာနဲ့ကိုသူတို့ကနေပြီးတော့မှလက်ကမ်းနဲ့ပေါ့နော်ကမ်းတဲ့အခါမှာဗကြေးကုမာနဲ့အနေနဲ့တကယ်မရှိတဲ့လူတွေကိုရစေခြင်းနဲ့ဒီစိတ်သက်ပဲရှိတာလွဲလို့ပေါ့နော်မရတဲ့လူတွေလည်းတမျိုးမထင်ပါနဲ့နော်မရတဲ့လူတွေလည်းတမျိုးမထင်ပါနဲ့ဒီနှစ်မှမရတဲ့လူလာမနှစ်မှရလိုက်မယ်ဆိုတော့နံပါတ်1ကတော့မဟာရာဂျာအဖွဲ့ကလူတာဖြစ်တယ်နောက်တစ်ခေါက်ထပ်ပြောမယ်နော်နံပါတ်1ကတော့မဟာရာဂျာအဖွဲ့ကလူတာဖြစ်တယ်ဒါတချို့လူတွေဆိုရင်တော့ဒါသိနေပြီပေါ့နော်ကျွန်တော်တော့ပြောသေးတယ်မဟာရာဂျာအဖွဲ့ကလာပေါ့နော်ဟိုမျက်မှန်နဲ့အသားပြူပြူနဲ့အတို့လားရုပ်ချောချောလေးနဲ့အဲ့လိုတော့ပြောသေးတယ်ပေါ့နော်ဟုတ်ပါတယ်အဲ့ဒီအတို့ပါသူတို့ကနေပြီးတော့မှဒါပေါ့နော်အလောက်ကန်ရှိနေတဲ့ဂျားထဲမှာသူတို့ကနေအဲ့ဒီအခက်ခဲကိုထားခဲ့ပြီးတော့အလောက်ရှုပ်တာတွေကိုထားခဲ့ပြီးတော့မှဒီနေ့ဒလားမျိုးနဲ့ကိုသူတို့လာလူမှာဆိုတော့ဒီဝါလီတော့ငါဆိုလို့ရှိရင်ဟိုးဟာပေါ့ဘကိုးမှလည်းလူသေးတယ်နော်ဘကိုးမှလည်းတော်တော်များများလူတယ်ဒီဒလားမှာတော့သူတို့အစမ်းလူလိုက်တယ်ပေါ့နော်ဒါပထမတစ်ခေါက်ဒီဝါလီတော့ကတော့အယောက်300လောက်ရှိမှာပေါ့နော်အယောက်300လောက်ရှိတယ်ဆိုတော့အခုကတော့ဒါအယောက်600စာဖြစ်သွားပြန်ပြီပေါ့နော်ဒါပုံကဲလုံးဝမလုံနိုင်တဲ့လူတွေနော်အိမ်ပိုင်မြေပိုင်နဲ့နေတဲ့လူတွေလုံနိုင်တဲ့လူတွေကတော့မယူပါနဲ့ပေါ့နော်မယူပါနဲ့ဆူတောင်းပေးကြပေါ့နော်ဆူတောင်းပေးကြပါဘာလို့လဲဆိုကိုမပေးနိုင်ဘူးဟုတ်လားဟိုဘေးအိမ်မှာဗျာဆင်းရဲနေတယ်ဗျာဟုတ်တယ်မလားကျွန်တော်တို့ကတော့ချမ်းသာနေတယ်ဗျာသို့တော့ချမ်းသာတယ်ဆိုတော့ညာလေကျွန်တော်တို့အိမ်မှာတော့ပုံကဲလုံနိုင်တယ်ဗျာဒါပေမဲ့ဟိုအိမ်ကမလုံတော့ကြည့်ပြီးတော့စိတ်မကောင်းရမယ်အတူတူဟိုဘေးအိမ်ကလူတွေကိုမဟာရာဂျာဖွဲ့ကလာလူတယ်ဆိုရင်ကျွန်တော်ကဘာလုပ်ရတော့မလဲကျေးဇူးတင်ရတော့မယ်ဒီလိုစိတ်သက်မျိုးလေးတွေကိုမွေးစေခြင်းနဲ့ပေါ့နော်
ဘာဖြစ်ဖြစ်ပေါ့နော်ဒီနေ့ဘရင်အောင်ဈေးကမဟာရာဂျအဖွဲ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အခုလို့ကျွန်တော်တို့ရဲ့ဒလကုံမှာဦးစားပေး၍လာပြီးတော့မှလှူဒန်းပေးဖို့ရန်အတွက်နော်ဒါစူးစမ်းခဲ့တဲ့အတွက်အများကြီးလည်းကျေးဇူးတင်ပါတယ်ပေါ့နော်ဆိုတော့14ရက်နေ့ကိုသူတို့လာမယ်ကျွန်တော်ကတော့73ရက်နေ့ကိုသူတို့ဖုန်းဆက်ရမှာဖြစ်တယ်သူတို့ကတော့14ရက်နေ့ပဲချိန်မနေ့ပိုင်းတော့ဖြစ်ဖို့များတယ်ပေါ့နော်ဆိုတော့ဒလားမျိုးနယ်မှာဆိုလို့ရှိရင်ဒါတမရကန်းကြီးကစ္စမိုင်းရောက်ွက်ပေါ့နော်ကစ္စမိုင်းမှာတစ်ဖွဲ့အဲ့မှာတစ်ဖွဲ့ဖွက်ခိုင်းထားတယ်ပြီးရင်ဒီဒလား6နံပါတ်ရောက်ွက်ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီရုံးကအရှိမတစ်ဖွဲ့ဖွက်ခိုင်းထားတယ်ပေါ့နော်ဒါ7-14ရလူတွေလည်းဒီမှာပဲလာယူရမယ်ပေါ့နော်နောက်တစ်ခုကတော့ဥကလေးကတော့ဟိုဘက်မှာမလုပ်လဲဆိုတော့ဟိုပါပေါ့ဘယ်လိုပြောမလဲဝန်ထမ်းအေးရမှာနီးစက်တဲ့လူတွေကတော့မော်ဆက်တို့နော်မော်ဆက်တို့ကမာကစေတို့ကမာကတွယ်တို့ပေါ့နော်ဒီလိုဘိုရပီတို့ကတော့တခါတည်းတတုတ်တည်းပဲဒီမော်ဆက်ဖះဟိုဝန်ထမ်းအေးရဖះเจ้าပေါ့နော်ဝန်ထမ်းအေးရဖះเจ้าမှာတွားယူရမှာဖြစ်တယ်နောက်တစ်ခုကတော့ကျန်တဲ့ဟာတွေကတော့သူဟိုဘက်မှာလှူမှာဖြစ်တယ်ဆိုတော့ကျွန်တော်နောက်တစ်ဖက်ဘာမှဖွက်လဲဆိုတော့ကြံစစ်သားမှာကျွန်တော်အတော်ရဲ့နေရာတွေမှာလည်းကျွန်တော်အိမ်90စာလောက်ကျွန်တော်ပေးထားတာရှိတယ်ပေါ့နော်ဆိုတော့ပြောချင်တာကတော့ဗာလဲဆိုရင်ဒီနေ့မဟာရာဂျအဖွဲ့ကိုလည်းဗကြီးကုမနဲ့အနေနဲ့ကျေးဇူးတင်စကားပြောသလိုပြောချင်သလိုဒလကလူတွေလည်းဒီမဟာရာဂျရဲ့အဖွဲ့ကိုဆူတောင်းပေးပါလို့ပြောချင်ပါတယ်ခင်ဗျတယောက်ဆူတောင်းပေးတာနဲ့အယောက်1000ဆူတောင်းပေးတာနဲ့မတူဘူးပေါ့နော်ဒီနေ့အယောက်600ကဆူတောင်းပေးတယ်ဆိုရင်လာမယ့်နေ့စလို့ရှိရင်အယောက်1000လည်းသူတို့ဖြစ်သွားနိုင်တယ်ပေါ့နော်တကယ်မလုံနိုင်တဲ့လူတွေကိုပေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဗကြီးကုမနဲ့အနေနဲ့မဟာရာဂျအဖွဲ့ကိုလည်းကျေးဇူးတင်တယ်ရထိုက်တဲ့လူတွေရစေခြင်းတယ်ပေါ့နော်အဲ့ဒါလေးကိုပြောချင်ပါတယ်ခင်ဗျဆိုတော့ဘာဖြစ်ဖြစ်ဒီနေ့ကျွန်တော်တို့ဝိုင်းဝက်ပြီးတော့မှပံ့ပိုးကြမယ်မရှိစင်းရဲသားတွေရတယ်ဆိုရင်ဝမ်းတာစရာသတင်းပါပဲသူတို့ပုံကဲပေါ့နော်ပုံကဲဆိုတာတော့တမင်လူမျိုးတွေရဲ့နှစ်ကူးသဘောမျိုးဖြစ်တာပေါ့နော်နှစ်ကူးပေါ့အဲ့လိုပဲပြောရမှာပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်မရတဲ့လူလည်းစိတ်မဆိုးပါနဲ့ရခဲ့တယ်ဆိုရင်လည်းတကယ်ရထိုက်တဲ့လူပဲယူပါလို့ပဲပြောချင်ပါတယ်ခင်ဗျပြောချင်တာတော့ဒါလေးပါပဲကျေးဇူးတင်ပါတယ်ခင်ဗျအခုလိုမျိုးလူတန်းပေးဖို့ရအတွက်လက်ကမ်းနဲ့မဟာရာဂျအဖွဲ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆူတောင်းပေးပါတယ်ခင်ဗျဆိုတော့အယောက်600เนาะအယောက်600ဆိုတော့ဟိုမရတဲ့လူတွေလည်းရှီကောင်းရှိနိုင်မယ်ပေါ့နော်အဲ့ဒါလေးကိုနားလည်ပေးကြပါလို့နောက်ပြီးတော့လည်းပေါ့နော်ဒီလက်ကမ်းခိုင်းတဲ့လူတွေရှိတယ်ကျွန်တော်ဘက်မှာဆိုဟိုဘက်မှာဆိုကျွန်တော်မအားလို့ဟိုဘက်ချမ်းမှာကျွန်တော်လက်ကမ်းခိုင်းတဲ့လူတွေရှိတယ်ငါ့ကိုကြတော့ပေးတယ်သူ့ကိုကြတော့မပေးဘူးအလူရှင်ကလူခိုင်းတော့ညာလဲဒီလူတွေကငါ့ကိုမပေးဘူးအဲ့လိုမျိုးတွေမထင်ကြပါနဲ့သူကလည်းသူ့ရဲ့ control တစ်ခုမှသူလုပ်နေရတယ်ပေါ့နော်သူ့ရဲ့ဟိုပေါ့ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ခိုင်းတာကိုသူလုပ်နေတဲ့အပေါ်မှာသူကလည်းစောရကတက်လို့မရဘူးပေါ့နော်စောရကတက်လို့မရဘူးအဲ့ဒါလေးကိုပြောချင်ပါတယ်ဒါတော့မီးပြတ်သွားတာပါအဲ့ဒါလေးကိုပြောချင်ပါတယ်ခင်ဗျာဆိုတော့ကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေဒလမှာရှိတဲ့မိသားစုအားလုံးပေါ့နော်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဒါလေးကိုပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ